အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ဆရာဆွေဝင်းတနုပြရဲ့ကျွန်ုပ်နဲ့တောတွေပါကျွန်ုပ်နဲ့မဲညွန်းငင်းများကျွန်ုပ်နဲ့ပတ်ကားဖောက်နေဆိုတဲ့ရုပ်ရဝတ္ထုလေးတုံးဖို့ကိုဖတ်ပြပေးတော့ခြင်းပါတယ်ခင်ဗျာကျွန်ုပ်နဲ့တောတွေပါလူမစွဲနတ်မဆိုသည့်ဆိုစကားရှိတော်လဲကျွန်ုပ်သည်ပင်ကိုမွေးရပါစွမ်းစားရှိသူဖြစ်ရကာနတ်ကောင်းနဲ့မြများကူညီဆောင်မသည့်အခါမျိုးတွင်အတိုင်းထက်အလွန်တကုန်း၌ကိုကားဖြစ်ရကြတော့သည်ကျွန်ုပ်ဒီမုံဆိုးမျိုးရိုးမှဆင်းသက်လာတော့မုံဆိုးဖြစ်ပေရာအဖိုးတဲပြီးအဖေပေါက်ပြီးတော့မှပိုးချခဲ့သောမုံဆိုးအတွေ့အကြုံသင်ခန်းစာများအပြင်ကိုရိစွန်စားကမ်းများလည်းစုံလင်လာပါပေပြီအလွန်တရာမှရေမောဟတိုက်ပွဲကောင်းသောအဖြစ်ပြများနဲ့လည်းလောကတဘာဝအရာကြုံတွေ့ခဲ့ရပါပေသည်ရန်ရသာတွတ်ပြီးအတုပေါ်တဲ့အစ်မလောက်တဲ့လို့အတုလောက်တာပေါ့တပည့်ကြီးဟာမြမမုံဆိုးကြော်မြန်ရသာတွတ်ပြီးဟူသည်ကျွန်တော်ဤကုံမို့မဟာကိုမတိမဲ့မြင်လုံးချင်သူများကိုလည်းတွေ့ရတတ်ပေသည်အထူးသဖြင့်မလောက်လေးမလောက်စားများသာဖြစ်၏မွေးတဖခင်ယေရှုရှင်ဟာရှ िख ိုးဦးခိုက်လျက်ဆိုတာကလည်းတိတ်ခါရှိရှ िख ိုးရောပေါ့ဗျာခုဟာကမြန်ရသောတွတ်ပြီးအတုလုပ်ပြီးရှ िख ိုးရတယ်လို့အံ့ရောဟုတ်ပြီဖြစ်ရမယ်မင်္ဂလာမရှိပါလားနော်ကျွန်ုပ်ဒီမကြာခဏဆိုသလိုထိုးသို့သောမနုမနက်လက်တင်ကလေးများ၏အန်တုချေရခြင်းပြိုင်လို့သောစိန်ခေါ်ဝဲများကိုလည်းမနှင်းမျိုးလာတော့လဲကြုံခဲ့ရချေသည်သူတို့ဤကံအားလျော်စွာတားကောင်းကြီးတစ်ကောင်းလေးရရှိဘူးယုံများနှင့်ဇပူတလူဆိုသောမပြည့်မဝလွဲမားစွာတက်နေသည့်မာနာလေးများကိုလည်းချိုးနေတင်ကန်းစာပြီးရန်တော်တွင်ဝင်ခဲ့ရသည်မှာအချင်းချင်းကံမကောင်းတဲ့နေ့တွေကြထဲ့မပြောဘူးတနေ့တနိုင်ကျွန်ုပ်ထံသို့လေးထံဦးနေတလော၌နာမည်ကျော်ကြားနေသောမုံစိုးကလေးတော်ဒီဝါရောက်လာပေသည်ဖြိုးဆက်တော့အကြောင်းဆောင်သိရသောတောဒီဝါသည်မကြာမီရမှကြားတတ်ကောင်ပြက်ခတ်ရရှိခဲ့ဘူးသဖြင့်မန်သွေးကြွကကျွန်ုပ်ကိုရှင်ပြန်ရန်ကြုံတဲ့ရောက်ကလေးသို့စင်ကြင်တုံတရားကင်းမဲ့စွာရောက်ရှိလာခြင်းဖြစ်၏ဥတုပီတားကောင်ပြန်ပြရအောင်စဉ်းစားပါဦးလေကျွန်ုပ်၏ရဖက်ရခကံမကောင်းကြောင်းမလာ၍တားကောင်မရတဲ့ချင်းအပေါ်တောဒီဝါကပြည့်ရပြုခြင်းမုံရပေသည်အနီတော်တွေပါကကျွန်ုပ်နှင့်မသိမြင်တွင်သာသမီယတနာတာထိုးကားပါကကျွန်ုပ်သားလောက်သာရှိပေမည်တသားတော်တွေပါတို့တစေလက်စွမ်းလက်စလေးရလည်းရှိငယ်ရလည်းငယ်သဖြင့်တွေးနှစ်ထင်ရောက်နေပေသည်နှစ်ထင်မှနီးနေပါလားကျွန်ုပ်ကရင်းအရွယ်ကိုဖြတ်တန်းခဲ့ပြီးဖြစ်၍အနေထိုင်နေပေပြီအမေမမမြင်ရဆရာတို့မဲရလာလို့ထင်တယ်မျက်နာချိုးသပြိုးချိုးစုမောင်ရင်လေးပြီးတဲ့အတိုင်းပဲလေဒီမဲမောင်တော်တွေပါရဲ့ဒီတစ်ခေါက်ကိုတုတ်ပီရကြည်တောင်နဲ့တောဝဲ9ကောင်ရအောင်ပြစ်ခဲ့တာကွဟဲထူးဆန်းပါပြီဆရာတို့ရဲ့ဒါကြောင့်လဲအင်းဦးခဲမှာမိမ့်မိန်ကြီးထိုင်ပြီးတွေးကြည့်နေတာကိုကျွန်ုပ်ကတောတွေဝါကြီးစကားသွားလာအမူအရာများကိုစိတ်ထဲတဲမတွေးတော့လဲခက်မစိတ်နေလိုက်ပညာရှိအမြင်အပြင်မထွက်ဆိုတကဲတို့သည်ကြည်တောင်နဲ့တောဝဲ9ကောင်ရအောင်ပြစ်တဲ့နီလေးပေးစမ်းပါဥတုပီယဖူးတူရရအောင်ကျွန်ုပ်ဒီတောတွေဝါကြီးအမေကိုဖြင်းရများစွာစိတ်မပါလာတော့လဲဟုတ်သားပဲကိုတို့ရလူငယ်လေးတွေအတွက်ပညာရဝေမျှပေးလိုက်ပါအောင်တော့မိမစကားမပယ်ရှားလို့၍နောက်ကျောင်းပြန်ရပါကြည်သည်တနေ့တနိုင်ကျွန်ုပ်တွတ်ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့သည်နေဆတူကလုပ်ငန်းစဉ်အတိုင်းမဲပြရန်လို့ငါရုံးမတော်ကြီးအတွင်းသို့ဝင်ခဲ့ကြရာရန်ရသာတွတ်ပြီးလာပြီဟဲ့တနေရာဝဲစစ်တော့ဝဲကြီးဗျကျွန်ုပ်ဒီတေးချစွာချင်းရွယ်၍ပြက်ခတ်လေတော့ဝဲကြီးမှာမရှောင်ရင်လွတ်တယ်ဟေးရပြီကွာရပြီတော့ဝဲကြီးရပြီထူးဆန်းပါပြီဆရာတို့ရဲ့အသေးဖွဲပါကွာတို့ဖြင့်ကျွန်ုပ်နဲ့ဘိုက်ကလေးဒီမသိမြင်မျက်နှာရခြင်းဆိုဖြင့်မောရပန်းရမှမတိထမ်းခဲ့ကြရာဟုတ်ဟဲမိမမျက်နှာမြင်ဟုတ်ပါမိမမျက်နှာရတော့မယ်ငါကြရပြမျက်နှာမရှိဘူးမသိမြင်မျက်နှာကမှုရသောမျက်နှာဒီရှားပါပုံအောက်လင်းတက်ပြီးတထိန်ထိန်ဖြင့်ဝေးဖြစ်ကြရာဟာပေါ်လာပဲပြူဆရာတို့ကကြည်တောင်နဲ့တော့ဝဲ9ကောင်ရခဲ့တယ်အလိုဘာဖြစ်လို့လဲဗျဇီးနဲ့ကိုဗျဝက်ပေါက်ကလေး6ကောင်ပါတယ်တောတွေဝါကြီးရေတန်ကတယောတန်ဒီဟာဟုတ်မလို့ဒါဆိုနီးမရတဲ့အပြင်ပြန်ပေးရမလို့ဖြစ်နေပါဗောဘာကွစိတ်မစိုးပါနဲ့ဆရာတို့ရဲ့ကြည်တောင်နဲ့ကြားပြစ်နေလေးပေးကြလို့ပါကျွန်တော်ဤတိကကျဲအမတ်ကိုကြော်လွန်ခဲ့ပြီဖြစ်တဲ့ဖြင့်တဘာဝပညာမာနဒေါသတို့ကဆက်ဆက်ကြည့်မခံခေါင်းထောင်လာကြပြီဒီမှာတော်တွေပါ
မောင်ရင်ကလည်းတောတွေပါကျွန်ုပ်ကလည်းဘယ်ဟာသာတွတ်ပြီးဝမ်းတွတ်ပဲရှိတယ်အဲ့ဒီတော့ကျွန်တော်တို့တောပြပြန်ကြရအောင်ဆရာတို့မတိသားစိုးဝါလာတော့ဘဝင်နှထင်ကပ်နေတော့တောတွေပါသည်ကျွန်ုပ်ကိုပင်စိန်ခေါ်ရဲကြပြီဒီအလဲကြမနှွေစရမ်းပေါ်ကတွတ်ပြီစိန်လိုက်တယ်လက်ဖြန်တောထဲဝင်အမဲပြပြန်ရစို့တို့ဖြင့်ကျွန်ုပ်တို့ချင်းဆိုထားသောနေရာတွင်ဆုံးကြ၏ဘိုင်ကလေးကဒိုင်လူကြီးဝင်လုပ်ပေး၏တစ်ကြည်တောင်းစီပဲယူရမယ်ညနေညီကိုမတိတတိအချိန်မှာတတ်မှတ်ထားတဲ့နေရာကိုရောက်ပြန်ခဲ့ရမယ်နှစ်တားကောင်ရတာချင်းတူတူတားကောင်ကြီးတဲ့လူကနိုင်ရမယ်သုံးရှုံးတဲ့လူဒီတက်ဘယ်တော့မှမဲမပြစ်ရတော့ပါဘူးလို့ခတိထားရမယ်တဘောတူရင်စမယ်တူတယ်ready 1 2 3ကျွန်ုပ်နဲ့ကျွမ်းတဲ့ဝင်ရှင်းနေပြီးတော့ရုံးမတော်ကြီးသည်တပည့်ကျော်ဘိုက်ကလေးအဖော်ပါမလာတော့ကြောင့်ထင်၏ပို၍နှစ်တယောင်ယောင်ရုံးမတော်နှင့်စိမ့်သောမိုးစိုးတော်တွေပါသည်မိဒီသားကောင်ကိုရွေးပြစ်မိမသိတော့လဲကျွန်ုပ်ဒီကကျွန်ုပ်ထုံးစံအတိုင်းသားကောင်လေးများကိုတွေ့တော့လဲတမင်ရှောင်းလွဲပြက်ခဲ့ရပေသည်ထူးဆန်းနေပါလားနေ့လည်လောက်ဝဲအပူပင်ကင်းမဲ့စွာအစားစားနေသောစိုင်းတကောင်ကိုတွေ့ရကြ၏ကျွန်ုပ်လည်းရသည့်အခွင့်အရေးကိုလက်လွတ်ခံလေရှိသူမဟုတ်ရကာပြစ်မှတ်တဲ့ချိန်ကခလုံညစ်ချလိုက်သည်ကိုရရန်ပတ်ပွဲတဲ့နဲ့အတူလဲကျသွားတော့စိုင်ကြီးကိုကြည့်ကပီတိဖြစ်မစိုးမိပါပဲချက်ကောင်းကိုမထီတော့စိုင်မှာရုတ်တရက်ထပြေးလေတော့၏မောင်ကြီးပြူးစားပြုတ်ပေပြီကျွန်ုပ်ရဲ့ပြန်ခရီးကလွန်တရာကြေကွဲဝမ်းနေပေါ်ရာကောင်းပေ၏ကျွန်ုပ်၏တသက်တာတွင်ထိုနေ့ကိုတရိယာတိုင်းအမျိုးမီဖော်ပြခြင်းကမစွမ်းသာသည့်ဝေဒနာအထုတယ်တို့ဖြင့်ယင်းသည်တလက်လက်ခုံရဆဲပါသည်ကျွန်ုပ်မို့ဆိုးဘိုးကစတင်ကြတဲ့ကယနေ့အထိမခွဲမခွာကိုင်ဆောင်ခဲ့ရသည့်နှလုံးမျိုးကို၎င်းမထီရငါအမှုပတ်ပြီကျွန်ုပ်ဒီရာအားကိုးရာဟုနှစ်ပေါင်းများစွာတစ္ဆာရှိရှိမိခိုနေထိုင်လာသည့်တပည့်ကျော်ဘိုင်ကလေးဒီ၎င်းဘယ်တော့အားကိုးမိပါလဲကျွန်ုပ်တားကောင်ထမ်း၍ပြန်လာမည့်အချိန်ကိုစောင့်မျှော်နေတတ်သည့်ချစ်စနီးမတ်သိမြေကို၎င်းအရှုံးဟုသောကာလတစ်ခု၏စီးချမှုအဝယ်ပြည့်ပြည့်လွင်ပါရကြတော့မည်ကျွန်ုပ်၏စိတ်အလျင်အတွေးများကိုနောက်ဘက်မှရုတ်တရက်ကြားရသောအတန်များကရက်တန့်ပြစ်လိုက်တော့သည်ဟမ်တာမန်အချိန်များဆိုလျင်ကျွန်ုပ်ပုံးဝင်မိဖြစ်တော်လဲထိုချိန်ကကျွန်ုပ်မှာယူသွနေသူတို့ဥပမာတတိကင်းလုံးလေးပြေးလာသောပြောင်ကြီးကိုစူးစိုက်ကြည့်နေမိတော့၏ကျွန်ုပ်ထံသို့တန်တန်မတ်မတ်ပြေးဝင်လာတော့ပြောင်ကြီးသည်ဒေါရတကြီးဦးကျိုပြင်ခတ်လိုက်သည်ကိုင်းကွာကျွန်ုပ်လည်းမျက်လုံးနဲ့ပြောင်ဝီသွားရပြီတက်ပြေးဝင်လာတော့ပြောင်ဦးကျိုသာအမေရဖမ်းဆုပ်ကိုင်းလိုက်မိတော့သည်ပြင်းထန်စွာခါချမှုကြောင့်ကျွန်ုပ်လည်းပြုတ်မကြစီရန်အားထုတ်ရပြီးပြောင်းလဲပြီးတော့ခွာစည်းမိလျက်သာဖြစ်သွားသည်လမ်းဖြတ်နေတော့ပြောင်ကြီးမှာဦးတီရဆိုးရပြေးနေသဖြင့်ကျွန်ုပ်လည်းအလိုက်တင်မေးပါသွားရတော့သည်ပြောင်ကြီးပြေးရသည်ကျွန်ုပ်နဲ့တိုးတွေပါချိတ်ဆိုထားရနေရဖြစ်နေမှထိုစဉ်ကကျွန်ုပ်မသိခဲ့ပါပေကျွန်ုပ်ပြောင်စည်း၍ဒုံဆိုင်ပြေးဝင်လာသည်ကိုတိုးတွေပါမြင်တော့အခါအလွန်အမင်းထိတ်လိုက်အောင်သွားပေသည်တိုးတွေပါအမခံဖြစ်တော်လဲကျွန်ုပ်ဝမ်းမသာနိုင်မှန်ဖြစ်ဖြစ်မှန်ကိုတိုးတွေပါမသိခြင်းကပင်ကျွန်တော်အတွက်နာမည်ကြီးရဖန်လာတော့ကံကြမ္မာအကွေဆန်တစ်မျိုးပင်ဒီဟာဆရာတို့ပြောင်းချင်းကြီးဖမ်းလာတယ်ဗျကျွန်ုပ်ဘလိုပင်ဟန်ဆောင်ကောင်းကြောက်ရွံ့ခြင်းလက္ခဏာတရက်ဒီအမျိုးမျိုးထိမ့်ချုပ်ထားသည့်ကြားမှာရေတကွာလားပြောင်ကြီးပေါ်တွင်တော်စီသွားတော့၏ဟိုက်အရှင်လက်ယူနီဖောင်းခံရပြီကံအားလျော်စွာကျွန်ုပ်သေးရင်များပြောင်ဤမျိုးလုံးအတွက်စီးဝင်သွားပေရာတော်ဒီဝါရက်နေသည့်နားမှာတစ်ပင်ကြီးဟာမမြင်မဆန်းအရှင်ပြင်းပြင်းဝင်ဆောင်လေတော့သည်ပြောင်ကြီးသည်နေရာမှာပင်ပွဲချင်းပြီးလဲကျကြဲရိတ်ခဲ့တော်လဲကျွန်ုပ်မှာအချိန်ပြင်းထန်စွာလဲစဉ်မြောက်တက်သွားရသည်ကျွန်ုပ်၏စွန့်စားကန်းကကြိုတင်စီစဉ်ထားသည့်ထက်အပိုလိုမရှိကွက်တီဝင်သွားရကပြိုင်မဲ့ဖြစ်သူတိုးတွေပါတိုးလုံးထုတ်ထားမိဆိုကခြောက်ချလောက်ပေသည်ဒိုင်လူကြီးအဖြစ်ဆောင်ရွက်သူဘိုက်ကလေးရဲ့အဆုံးဖြတ်ကတမတ်ကြပါပေသည်တိုးတွေပါရလာတဲ့ဆိုင်မှာကြီးဆိုင်ရာနှစ်ပေါက်ဖြစ်နေတယ်ကျွန်ုပ်ပြက်ခတ်ခဲ့သောဆိုင်မှာထိကျစ်မသေးကြ၍ထပြေးခဲ့ရာရင်းဆိုင်ကိုပင်တိုးဒီဝါကထက်မှန်တွေးရှိ၍ပြက်ခတ်ခဲ့ခြင်းဖြစ်သည်တဏီရဲမိုးဆိုးနှစ်ယောက်ပြက်ခတ်ရတာတေရောပေါ့ရတဲ့အမဲကောင်ချင်းရှိရဆရာတို့နိုင်တယ်ခမရရှုံးတယ်ကိုတော်တွေပါဒီတော့ကတိရတိုင်းမိုးဆိုးအလုပ်ကိုစွန့်ပါအလုပ်တော့ပြုတ်ပြီကျွန်ုပ်ကတဘောသားကြီးစွာဖြင့်တော်ဒီဝါကိုတင်မုန်းချေခဲ့ပြီးအမဲပြက်ခွင့်ပြန်ပေးလိုက်ပါသည်ကျွန်ုပ်တက်တာဖြတ်တန်းမှုတွင်မုံဆိုးလေးတောတွေပါကိုနိုင်ရရှိလိုက်တော်လဲကျွန်ုပ်၏အောင်မြင်ခြင်းရလက်မှာမြေကြီးနှင့်မျက်နှာရိုက်မိသောကြောင့်သွား32ချောင်းလုံးရိုင်းတဲ့ကတမင်မစားနိုင်မဲ့စံမြုံနှင့်တာတင်းတိမ်နေရပေတော့ဒီတကားဒီနေ့ကံမကောင်းပါလားကြီးမိုးခြင်းဖြင့်ဘဝမုံပြေးနိုင်ကြပါသည်
ကျွန်ုပ်နဲ့မဲညွန့်ငယ်များတနေ့တစ်နိုင်ကျွန်ုပ်တို့ပင်နဲ့တပည့်ကျော်ဘိုက်ကလေးတို့သည်တော်တဲ့ဝင်ရဲ့မဲကြီးငယ်တို့ပြည့်ခတ်ရသည်မှာနေတဲ့တူကဖြစ်ရကားကြာတော့ညီးမွေလာပြီးလျင်အဘယ်ပုံကျန်းဆောင်ရကောင်းရနည်းဟုစိတ်ကူးစင်ခြင်းမိကြကြ၏စိတ်ကူးစင်ခြင်းနေပြီတတိနဲ့နေမှာတော်ထဲမှာအသိဉာဏ်အားနဲ့တရိษံတွေကိုပဲလွယ်တကူပြည့်ခတ်နေရတာကျွန်တော်သိစိတ်မပါတော့ဘူးတပည့်ကြီးစိတ်ညစ်ရတဲ့အထက်အဲ့ဒါတွေပါတယ်ဘေးရကြရင်မဲတွေသိရတယ်ထင်မယ်နောကြည့်နေပြီနောကြည့်နေပြီဘိုက်ကလေးထံမှာစကားပြန်မရတို့တော့ကိစ္စမရှိတပည့်ဆိုဒီကဆရာခေါ်ရလိုက်ရမည်တာအစမ်းတကြဲမဲပြစ်ဖို့ဘဲတို့တီထွင်ရပါအာဖရိကတော်တဲ့ကိုမဲသွားပြစ်လို့ရရင်လည်းကောင်းသားဒီလိုကရုံးမုံဆိုမျိုးတစ်ခါမှမမြင်ဘူးအောင်ဗျာရုပ်ကလည်းစိုးပါယူဘရိုင်းနာလေဗျာတော်ရီတာဗောယူဘရိုင်းနာကစောစောစီစီတည်သွားလို့တို့ဆိုလေအာဖရိကမုတ်ဆိုးတို့ကကျွန်ုပ်လက်ဖြောင်းကျိတ်ကိုရင်သက်ရှူမောတအံတော်ဖြစ်ရပေမည်အိုးမြန်မာတွေတဲစွမ်းတက်ပါလားဟေရိုတိပြီလားအကြောင်းကြော်ကြားသူတွေကလုံးစရာမရှိရဲ့နိုင်ငံခြားသွားပြီးလဲကြတဲ့ဖုံးအုပ်တွေထဲမှာဖတ်ဘူးတယ်အစိုးတော်တွေဆိုသွားလိုက်တာများဒီမြန်မာတချင်းတန်စီကအိုင်တို့ကြားဘူးတလို့ပဲတော့မြန်မာတချင်းတန်စီဟိုများအိုင်တို့ကယူသလားငါလည်းကြော်စောတိကမှကြီးကျယ်လာပြီမဲ့အခုလက်ရှိလုံးလက်မဲ့ဖြစ်ချင်နေတယ်အမဲမဖြစ်ချင်တော့လို့လှုပ်ပေးထားမှာငါလည်းနိုင်ငံသားတွားဖို့ရှောက်လွာတင်ရင်ကောင်းမလားဒါဆိုမြန်ရသာတွတ်ပြီးပြည်ပခီးစဉ်ဆိုပြီးဘုံအစုံစုံမှဓာတ်ပုံဝေဝေဆာဆာနဲ့ပါလာတော့မှာတို့တော့အရီဒါမင်းတို့တည်ယူရတာအလုံးများကုန်ပဲချမ်းသာပေးလိုက်ပါတော့မယ်လေနော်ဒီနေပြီနော်ဒီနေပြီပြီးတော့အာဖရိကကတရိษံတွေအတက်လဲကျွန်တော်ချမ်းသာပေးလိုက်ပါတော့မယ်လေသူနဲ့ကြီး58ချက်ရှိပြီအပြစ်ခံရတာနားထောင်မဲ့လူရှိရင်ရောက်တဲ့လက်မတောက်ကတော့ပြီဟင်းကျွန်ုပ်ကမစုံနိုင်တော့အတွေးအမြင်ကိုရဲ့ကိုဖြန့်ကျင့်နေရင်ကြည်နူးနေမိကမသိမြင်ရဲ့တန်ကြီးကြောင့်လန်နိုးခဲ့ရသည်ဟင်းမနေနဲ့ဒါဘာလုံးနေတာတော့စိတ်ကူးရင်ထဲမှာဟီမာနေဝင်းနဲ့မြတွေ့နေသလားမစိုးဘူးအတွေးခေါ်ကတိနေတော့လျောက်ပတ်ပါပြီတယ်အထင်ကြီးချင်းအောင်စောင်းနေပြန်ပြီငါလိုကြော်စောတိကမှကြီးကျယ်ခမ်းနားသူကတွေးစရာရှိမဒေါနာနဲ့တွေးရမှာပေါ့ကွာစင်ကြီးပြောစမ်းပါအမေလာလာကြည့်သေးလစ်ပြီအော်ပြောလီဆိုးလီမန်းလီပြေးလီပါလားဒီကကတော့ဘီယာအဲ့ဒီဘာလဲမဒေါနာနဲ့တွေးရမှာမဟုတ်ဘူးဟိုဗီဒီယိုထဲမှာပြတဲ့ဘောသမားဘသူတော့မာရာဒိုနာခြေထောက်နဲ့တော့တွေးဖို့ကိန်းရှိတယ်ဟိုက်ကာလာဘောဘုံဟောင်းကလေးများဖတ်နေကြဗီဒီယိုကြည့်နေကြမို့မဒေါနာတို့မာရာဒိုနာတို့ကိုရိတ်ဖန်တန်ဖန်တိနေကြသည်ဆက်နေတော့အကျဲကျဲမနေမဖြစ်နိုင်သည်မို့နှလုံးပြို့ကိုဆွဲ၍ဆင်းရဲရတော့သည်ဘိုက်ကလေးကနမ်းမပေါ်ရောက်ချိနေသေးပြီမိမများမကောင်းပါဘူးယူမီလက်ဆဖြစ်နေလို့တော်ရီတာပေါ့မမမြင်ကယူလိုက်လို့နိုးမို့ဆိုငါလိုလူမျိုးကြီးဖြစ်နေရောမှာတို့ဖြင့်ကျွန်ုပ်တို့ဒီရုံးမတော်ကြီးအတွင်းတို့ရောက်ရှိခဲ့ကြပြန်သည်တပည့်ကြီးရေမိမမယူလိမ့်နဲ့ခုလိုတကိုယ်နဲ့လူမျိုးကြီးပဲလုံနေကွမိမယူလိုက်ပြီဆိုရင်ကိုအကုန်မပိုင်တော့ပေဘူးတပိုင်းကိုမိမဖို့ခွဲဝေပေးလိုက်ရတယ်ဆရာတို့ကိုပဲကြည့်သူကမသိမြေုံတပိုင်းမကဘူးတကိုယ်လုံးပုံပြီးထားရတာများမသိတာမှတ်လို့ဟောဟိုမှာရုံတကောင်ဒီကနေ့ကအိမ်စောစီစွာပြန်ကျင်တစ်ဖြင့်ရသည့်အမဲပြစ်ခတ်ရပေမည်ရုံဖြူဖြူကိုနှလုံးပြူဖြင့်ချိန်ရွယ်လိုက်သည်သို့သောဘိုက်ကလေးကသားသည်ဆရာတို့နဲ့တရဝါနဲ့လင်းနဲ့မမျှဖြစ်နေပြီဟမ်ဘာဖြစ်လို့လဲဟာအိုးဆရာတို့ပဲစဉ်းစားကြည့်စာကလေးကိုအမြောက်နဲ့ပြည့်တယ်လို့ဖြစ်နေမှာပေါ့ဗျနှလုံးပြူနဲ့ပြည့်လို့စားစရာဒါဘယ်ကြံတော့မတုံးဟုတ်ပါပြီတဲ့တဟာဖြစ်ဘယ်ပုံဖမ်းကြမလဲအိုးချုံွယ်ဒုံးရိုက်နီးနဲ့ဖမ်းဖို့ဗျခက်ပါလားဒီလိုလို့ဒါယုံပြေးလန့်ဖြစ်နိုင်တယ်ဗျကျွန်တော်ကယုံတော့ပဲရအောင်ချင်းကပ်ပြီးချောင်းမယ်ဆရာတို့ကခြုံွယ်ကနေဒုတ်ကိုကင်ဆောင်ဖို့ယုံပြေးလာတာနဲ့လက်မနေစိနေပြို့ငါတပည့်ကြီးအကျံမစိုးကြဘူးဆရာချေပြမိပါပေတယ်တော်တာရီတဲတဲ့ဤတုံဖြစ်ပါပြီတို့ဖြင့်ကျွန်ုပ်ဒီလက်ဘက်ရှာပွေကြရမလန်မကန်းနဲ့ဝရင်တို့တစ်ချောင်းအံ့ဩဖွယ်ရာတွေ့ရှိရ၏ဟောဟိုမှာတို့တစ်ချောင်း
ဝရင်တော့ကင်ပြီးယုံပြေးလန့်ဖြစ်နိုင်သည့်နေရာမှာအာယူ၍အစင်းသစ်ပြင်စောင့်တိုင်းနေမိသည်ဘိုက်ကလေးကအခြားတစ်နေရာမှာပုံရှိုးကွယ်ရှိုးဖြင့်ယုံဤနောက်ကျောသို့ချင်းကပ်သည်ခြေတံလုံလာသည်မုံဆိုးပီသားပေစွာဘိုက်ကလေး၏ကျေလောင်သောအတန်ကြီးသည်ပဲ့တင်ထပေါ်ထွက်လာပြီးတော့သည်ဟောပြေးလာပြီအသင်ပြေမှဖြူဖြူတရံသည်ခြုံွယ်မှပေါ်ထွက်လာကြရာကဲတေမီရောက်ကွာအောင်မလေးဗျဟိုက်ဒီယုံကလူလိုအော်တပြိုးထူးဆန်းပါပေဆရာတို့ရဲ့ကျိုးပါပြီဗျာခြေသလုံးရိုးဟာဒါဘိန်းတော်ဆရာကြီးအေးရချမ်းပါလားဒုက္ခပဲဗျို့ဘိန်းတော်ဆရာကိုဖာသာစေးပြန်ကူရမယ်ဂိမ်းပါလားဗျို့ကျွန်ုပ်ကတောထဲဝင်၍ဆင်းမြစ်တူတော့ဘိန်းတော်ဆရာကြီးပစိုးဖြူဖြူကိုရုံဖြူဖြူထင်မှတ်၍ဝရင်တို့ဖြင့်တအားကုန်နှိမ့်မိပါကြပြီစေဖို့ကုန်ကြသမျှပေးပါမည်ဟုဂတိခံပြီးထက်ထက်တောင်းပန်ရပြီတော့ဒီတကားဟူးဒီနေ့ကံမကောင်းပါလားတို့ဖြင့်စားစရာမရှိရောစရာရှိကိမ်းမျိုးဆိုင်ခဲ့ကြရာကျွန်ုပ်မှလည်းသေးမြင်ကိုပေးဖို့ဈေးဖို့အပြင်ဘိန်းတော်ဆရာကြီးထထောက်ကူဖို့ဈေးဖို့ပါထပ်ဆောင်ရှာဖို့ရကြရာထိုကာလကစိတ်ကုန်ခဲ့ရပုံများကိုယခုထက်တိုင်ကျွန်ုပ်အမတ်ရနေတတ်ပေ၏ဒီနေ့ကံမကောင်းပါလားနောက်တရက်တွင်အမဲမဖြစ်မနေရမှဖြစ်မည်ဟုစိတ်ပိုင်းဖြတ်ပြီးထွက်လာခဲ့ကြရာဟောတပည့်ကြီးရေမိเจ้าမတော်တဆဖမ်းမိခဲ့ဈေးကောင်းရနိုင်တာပဲနော်တပည့်ကြီးချောင်းထဲမှာဘာဖြစ်အောင်မလဲမသိဘူးဖြိုးတော့ပြီဝေလာငါဖမ်းထုတ်မလို့လားဗျဟာဟာအိုးဝေလာငါလောက်များဗျာဒီလိုအသေးပွဲမျိုးကျွန်တော်မဖမ်းကြည့်ဘူးအခုဖမ်းမှာကငကားကွာငကားချောင်းရိုးကလေးကတာယာလှပါပေသည်ရွာနဲ့အတန်ပင်ဝေးခဲ့ကြပြီဆရာတော်ဦးပန်လီစာ၏ရွာဦးเจ้า၏တုံမိုးပြောင်ပြောင်ပင်နေရောင်၌ပြက်ပြက်သာမြင်နေရ၏ဒီလိုတပည့်ကြီးရေဟိုရှိရဟာမေညူအုပ်ပါလားဟုတ်ပါဆရာတော်အုပ်ပါပွာတာပဲဟေးမေညူတွေပြည့်ယူသွားကြမယ်ဆေးမှသွားသွင်းရင်ဟင်းမိုးတော့ရနိုင်ပေမယ်တကောင်၅ချက်နော်မလျှော့သေးပဲလုံးဝမလျှော့ပိုက်ဆံရရင်ကျွန်ုပ်လည်းမိမမျက်နှာရပေမယ်သို့တော့ဘိုက်ကလေးစကားကြောင့်ကျွန်တော်အတွေးစားပြည့်ရကြသည်အိုးဆရာတို့ကလည်းနှလုံးပြူနဲ့ပြစ်ဖမ်းလို့ကတော့တကောင်တစ်ကောင်ပဲရတော့မှာပေါ့ဗျအိုးကျွန်ုပ်တပည့်လုံနေပြီးညံ့ချက်ကကန်းကုန်ပါပဲတပည့်ကြီးရဲ့တပည့်ဖြစ်နေတာကိုဆရာမကောင်းတပည့်ကောင်းဆိုတာပေါ့လေမဲညုံငဲ့ကိုကျွန်တော်ပြစ်နီးပြောပြမယ်နားထောင်လို့ကျွန်ုပ်ကဘိုက်ကလေးတော်မှန်ကတခြားမြန်မာနဲ့ကဘာရရမှမုံစိုးများပညာတိုးစီရင်နီးပေးလမ်းပြရစီတော်မူဟုစေတနာဖြင့်လာဖော်ပြလိုက်ရပေသည်မဲညုံငဲ့တွေပြစ်မယ်ဆိုရင်ပထမသူတို့နားနီးအောင်ကတ်ရမယ်အနားရောက်မှ6လန့်ပြစ်ရမယ်ကွသူတို့အထက်ကြိုပြီး2ပေကွာလောက်ပြစ်လိုက်ရင်မဲညိုတွေနားခွဲပြီးသေးရောနားခွဲပြီးဟေးအနုမြူပုံကွဲတာလားမဲညိုတွေရေထဲတစ်ဖြုတ်ဖြုတ်ကြမှအာလုံးကောက်ယူပေါ့ကွာမဲညိုပြစ်တယ်ဆိုတာအဲ့ဒီလိုပြစ်ရတာကွထူးဆန်းပါပြီဆရာတို့ရဲ့စိတ်ကူးရဲရလို့အများကြီးရရင်ကောင်းမယ်ဗျာအိုးအပြင်မှာနှစရစီပဲတို့ဖြင့်ဘိုက်ကလေးလည်းသဘောပေါက်သွားပြီးလေကိုမဲညုံအုပ်ရှိရတော့ဖြင်းချင်းစွာချင်းကပ်ခဲ့၏မဲညုံများကကြားရောက်လာမည်အန်ဒီယိုမတီးပဲပျော်မြူးနေကြပေ၏ကြီးကြော်အော်မြည်ပြီးဟိုဒီပြန်တန်းလျက်ကျွန်ုပ်ကလေဦးမှနေ၍ချက်ပြလိုက်၏ဘိုက်ကလေးကပါဇက်မှလည်းကိုအောင်လှော်တက်ဖြင့်လည်းရေပြွန်ရိုက်ချရာစူညံလာသောအတန်များကြောင့်မဲညုံငယ်များသည်လမ်းပြီးဝေါကနေထပြန်ကြလေသည်ဖြစ်စဉ်တော့လေနေရန်ပေါ်တွင်အာပြူထောက်ထားတော့ဒူးမှာချော်ကြပြီးလက်ဆလွဲသွားကကံမကောင်းခြင်းဒီတဲ့စပြီအာကြပါဟာနှလုံးပြူလဲအောက်ဆိုင်သွားရပြီကြည်စံမှာမဲညိုငင်များအပေါ်2ပေဝါမရောက်ပဲမဲညိုငင်များအောက်10ပေကွာရေထဲသို့သာစိုက်ဆင်းသွားရတော့ဒီတကားကြပါဟေးသွားပါဟာကျွန်ုပ်မှလည်းအားလုံးရေထဲပြုတ်ကျသွားရတော့ဒီတကားဟိုက်ဆရာတို့ရင်ငုတ်ပြီကျွန်ုပ်ပြန်ပေါ်လာတော့အိုးဆရာတို့ကျွန်တော်ကမဲညိုငင်ပြစ်မယ်ထင်တာဘဲနဲ့ဆရာတို့ကငါ့ကိုပြစ်ဖမ်းလိုက်တာကိုကြည့်ပါဦးဆရာတို့အင်ကြီးကြားငါကြီးဟင်းဟုတ်ပါရဲ့ကျွန်တော်ရဲ့အင်ကြီးကြားမှာငါတလောက်ကြီးဒီဖြူးထွက်နေ၏ငါခန္ဓာကိုယ်ကတော့ထုံချင်းပေါက်ကြီးစံရကြီးနဲ့ရှည်တွေကငါကြီးစံမှန်တာဒီတစ်ခါပဲကြားဘူးတယ်ကျွန်တော်ကမပြောချင်တော့အန်ကိုဖို့တာနေရကြီးကြီးစံရရှိတယ်ထူးဆန်းပါပြီဆရာတို့ရဲ့နောက်ရက်တွင်ကျွန်ုပ်တို့ကြုံနိုင်ရဝဲများရသောတွတ်ပီသည်တောထဲဝင်၍စင်ကြကျက်သက်ပြောင်တောဝက်တို့ကိုပြက်ခတ်ရယူသည်မှာကြာတော့ပြင်းရီလာသည်ဖြစ်၍ချောင်းရိုးအတွင်းရင်ကုန်မှငတလောက်ကိုပင်နှလုံးပြူးဖြင့်ပြက်ခတ်ဖမ်းဆီးခဲ့ကြောင်း
အထူးသတင်းတစ်ရက်ဖြစ်ပေါ်ကြော်သောနေရပေဒီတကားထူးဆန်းပါပြီဆရာတို့ရဲ့ဒီနေ့ကံမကောင်းပါလားကျွန်ုပ်နဲ့ပတ်သားဖောင်းတယ်တနေ့တနိုင်ကျွန်ုပ်တို့ပေသည်ကျွန်ုပ်၏တောလိုက်အတွေ့အကြုံများကိုရေးသားအံ့ဟုစာရေးစပွဲတွင်ထိုင်လိုက်ပါသည်ကျွန်ုပ်၏စာရေးစပွဲကကိုယ်ရေးစာအံ့သောခုံပူလေးမျိုးသာဖြစ်ပါသည်ကျမ်းမြေပေါ်တွင်ဖင်ချထိုင်ပြီးတင်ရေးရသောစပွဲမျိုးလေးဖြစ်ပါ၏တင်ငန်းစီးလိုက်ရင်ဥပစင်းမယ်စာရေးစက်ကူကဗလာစာအုပ်များသာဖြစ်၏ထွေထွေထူးထူးကြီးကြီးကျယ်ကျယ်မဟုတ်ပါပေသို့တော့အသုံးပြုသောဖောင်တင်အကြောင်းကိုတော့ပြောရမည်ဖြစ်၏ကျွန်တော်၏စွန့်စားကအတွေ့အကြုံများရေးနေသောဖောင်တင်ကြီးကအလွန်တရာတန်ဖိုးကြီးလာသောဖောင်တင်ကြီးတစ်ချောင်းသာဖြစ်ပါခြင်းပတ်ကားဖောင်တင်ကိုနှုတ်တညာအမိရပါသည်ပတ်ကားလေပတ်ကားအထက်တန်းစားဖောင်တင်နဲ့နော်ကျွန်ုပ်ကရင်းတို့တန်ဖိုးကြီးသောဖောင်တင်ကြီးကိုဝယ်ယူနိုင်နေမဟုတ်ရပါကျွန်တော်၏တော်ရင်ကိုတွေ့စွန့်စားကမူချမ်းကြီးကိုရေးသားပြီးစီးလျင်ရန်ကုန်ရွှေမြို့တော်ရက်မှာကာတွန်းဆရာလေးကလူလွတ်ပြည့်ယူခိုင်းပါသည်ကျွန်တော်၏စာမူချမ်းကြီးကိုစာကြောစေရန်ပြန်လည်ပြုပြင်ပြီးတရုတ်ဖော်ပုံများရေးဆွဲကစာဖတ်တူတန်တင်ပြတော့ဆရာလေးဖြစ်ပါသည်။ညံရသာတွတ်ပြီးအယောင်နဲ့ပါးပြောင်းနေတဲ့အကောင်းစားလေးပါခမညာ။ထိုကာတွန်းဆရာလေးကကျွန်ုပ်ကိုစာရေးရန်ဖောင်တင်ကြီးတစ်ချောင်းဒါနပြုဖို့၏။ဒါပတ်ကားဖောင်တင်လို့ခေါ်ပါတယ်ဆရာတို့တန်မိုးက1000ကျော်တန်ပါတယ်ခမညာ။ဆရာတို့စာရေးရန်အသုံးပြုဖို့ကြော့ပါတယ်။အေးကျေးဇူးခွဲကျေးဇူးထိုကာတွန်းဆရာလေးကကျေးဇူးတည်တတ်ပါကလားကျွန်ုပ်မြန်ရသာတွတ်ပြီးကြော်ကြားသည့်အချိန်ဟောဖြင့်ထိုကာတွန်းဆရာလေးသည်ယခုအခါတင်းတင်းလျောက်ပတ်တော်အဆင့်တန်းဖြင့်နေထိုင်နေကြောင်းကျွန်ုပ်ကြားသည့်တဖြင့်လွန်တရာ2000အားရမူတည်တာပွားနေရပါတော့ဒီတကားကျွန်ုပ်ကထိုပတ်ကားဖောင်နေကြီးဖြင့်ကျွန်ုပ်၏မဟာစောသားကမြောက်များစွာကိုပရိသတ်ထံအဆင်မပြတ်ဒရဇတ်တင်ပြခဲ့သည်မှာကျွန်ုပ်၌ထူးဆန်းအံ့ဩဖွယ်ရာအတွေ့အကြုံများစွာကြန့်ရှိနေသေးရာအလင်းသိတယ်လို့တင်ပြအောင်မည်ဖြစ်ပါခြင်းကျွန်ုပ်၏အဖို့မဖြတ်နိုင်သောအသင့်နဲ့ရင်း၍စွန့်စားခဲ့ရသောအတွေ့အကြုံများကိုတန်မိုးကြီးကြီးဖောင်နေကြီးဖြင့်ရေးသားဖို့လက်ဆောင်ပေးခဲ့သောဆရာလေးကိုကျွန်ုပ်ယေရှုထူတင်ရပါခြင်းကျွန်ုပ်လည်းပတ်ကားဖောင်နေကြီးချောမွေသောနှစ်ဖြင့်စာရွက်ဖြူဖြူကိုရေးချက်လေရာဤတစ်ချိန်မှမေကောင်းစွာမလိုက်ရကာတိုးရတာချစ်ကြည့်လင်ချစ်လေမထင်လေမှင်ပြတ်တောင်းဖြစ်လေဖြစ်နေရာခါလီလင်အမင်းများထွက်ကြလာတော့လေနှစ်ဖြားကမှင်မလိုက်စီမှင်မလိုက်တော့ဖောင်နေသည်အတွေ့ကိုပြစ်စေ၏စာရေးစရာကြီးတို့ရေးဘူးသောစာကိုကျွန်ုပ်တစ်ခါမှတ်သားထားဖို့၏စာရေးဒီမှာစိတ်ကိုရေးခြင်းဖြစ်သည်စိတ်အလျင်ကိုမိအောင်တွတ်ကြီးလိုက်ဖမ်းပြီးစလုံးများအဖြစ်ပုံဖော်ခြင်းသာဖြစ်သည်ဟုလို့စိတ်ကစမ်းအိပ်ပမာတတွင်စီးသွားရာမှင်မလိုက်တော့ဖောင်နေရနောက်ဆက်သဖြင့်အမိမလိုက်နိုင်စိတ်ကူးကပြစ်ချေပြီးရင်းမှာဖောင်တင်မကောင်းရင်မဟုတ်ဖောင်တင်ကိုအဖုံးမပိတ်ပဲအချိန်ကြာမြင့်စွာမိထားမိတော့ကြောင့်ဖြစ်၏ကျွန်ုပ်လည်းနေ့ကိုဖြုတ်လိုက်သည်နေအောင်မှပလတ်စတစ်တုံးကိုရေနွေးနဲ့ဆေးကြောရန်ပြင်ဆင်နေစဉ်ပြိုးဆရာတို့ခြံဝါမှခေါ်သူကမြည်သူနီအလိုတကြီးမင်းဘာစီမဟုတ်တော့နော်ဟုတ်ပါကြောက်ပါတကြီးလာထိုင်ပါဦးရက်ရေးရွာရေးကိစ္စဆွေးနေမလို့ပြုတ်တကြီးကလေကြောရှိတော်မူဖြစ်ရကကျွန်ုပ်လည်းနေတုံးကိုဆေးကြောရန်ဘိုက်ကလေးကိုခေါ်ရ၏ဘိုက်ကလေးလာကြီးဆရာတို့ရော့ဒီနေတုံးကိုရေနွေးနဲ့တေချာအောင်ဆေးကြောခဲ့ဟုတ်ကဲ့ဘိုက်ကလေးလည်းနေကိုယူကထွက်သွား၏တကြီးပါစီလည်းရက်ရေးရွာရေးဆွေးနေရကျွန်ုပ်မှစကားထောက်နေရတော့သေးတာတကြီးပါစီလည်းသူပြောချင်တယ်များအားရအောင်ပြောပြီးတကားလားရုတ်တရက်ထပြန်သွားကြ၏သွားမယ်ဟုတ်ကဲ့ကျွန်ုပ်လည်းတကြီးပြန်တော့မှစာရေးရန်ဖောင်တင်ကိုကောက်ကင်လိုက်ချေရာနင့်မရှိမှန်ထိုအခါမှတတိယ၏ဘိုက်ကလေးပြီးပြီလားဟဲ့စေးရရှားတော့မယ်ဆရာတို့ခဏလေးခဏကြာဘိုက်ကလေးရောက်လာ၏သူ့လက်ထဲတွင်တော့ငွေ1000တောင်ထနေတော့ရင်းနှွေးဦး၏ဟင်းဒီအိုးကြီးကဘာလို့မလို့လဲဆရာတို့ပဲနေတုံးကိုရင်နွေးလေးနဲ့ဆေးဆိုပို့ပြီးကြီးကြတော့အောင်ရင်နွေးပွဲဆိုရဲထည့်ပြီးကြိုပြစ်လိုက်တယ်လေဟမ်ဒုက္ခပါပဲအဲ့ဒီရင်နွေးကိုတွန်ပြစ်လိုက်စမ်းနေကိုထုတ်လိုက်ဘိုက်ကလေးလည်းထိုအခါမှရင်နွေးကိုတွားတွန်၏ယူလာသောပလတ်စတစ်နေတုံးလေးကစားထီခိုင်ရသောတီးပမာအလွန်တရာကောက်ကွင်းနေပါတကားကုန်ပါပြီပြည့်ရပါပြီနေကလေးတော့ကျွန်ုပ်လည်းနေကလေးကိုယူရစွာကြိုင်ကြည့်လျင်နေလေးကတုံမရအောင်တွန့်လင်ကောက်ကွင်းနေပါလားဟွန်းရေနွေးနဲ့ဆေးပါဆိုဘာဖြစ်လို့ရေနွေးအိုးတဲ့ထဲ့ကြိုရတာလဲဟာတီဦးလေဆရာတို့ရေနွေးပူပူနဲ့ကြိုလိုက်ရင်ပိုးပြီးကြီးကြုံမလားလို့ပိုကောင်းမလားလို့ဟာသွားစမ်းငါထောက်ကန်ပြစ်လိုက်လို့သိရောမယ်တော်တုံးမကြရကောင်ဘ ഹു တုဒမရှိတော့အောင်တုံးမကြရကောင်ကျွန်ုပ်ကရမ်းပုံမိကြဒေါရထွက်လုံးရကထ၍ကံမိမတတ်ရှိကြရာဖိုင်ကလေးလည်းကျွန်ုပ်နားမှာအလင်းမြန်ထွက်သွားတော့၏ဟွန်း
ဒီရလဲပူပြီးကြီးကြိုတော့မလားလို့စီတင်တာနဲ့ဟောကျွန်ုပ်လည်းခေါင်တိန်လေးကိုနှမျောတတစွာကြည့်တန်မိုးကြီးပတ်ကားကတန်မိုးမဲရကြေးပြီးကောတော်သူတောင်သားများကဟိုတူတာခေါင်းမလှပါကြီးတကားကျွန်ုပ်လည်းမတက်နိုင်ပြီတန်မိုးကြီးကြီးလက်ဆောင်ပေးသောကာတွန်းဆရာလေးကိုသာအားအလွန်နာပါခြင်းဖောင်တိန်ကအဓိကမဟုတ်ပါဘူးစားကအဓိကပါဆရာတို့ရာဒီနေ့ကံမကောင်းပါလားဟုတ်ကဲ့ပြီးပါပြီအဆုံးထိနားဆင်ပေးခဲ့ကြတဲ့ဆွေတော်မျိုးတော်ပေါင်းကျဲငံသားလို့မှာကြပါသည်ခင်ဗျာ